အားလုံးမင်္ဂလာပါလို့နော်ခဏကြာထမင်းစားမယ်လို့နေ့လေစားဒီနေ့အလုပ်မသွားပါဘူးလို့နော်ဒီနေ့ကျွန်တော်လည်းဟိုမှာပွဲမရှိတော့ပွဲမသွားတော့ဗောနော်စီအောင်စီကန်ပွဲမသွားပြီးတော့ပြန်လာပါတယ်လို့ပြန်လာတော့ကျွန်တော်လည်းဒီမှာလင်းဆိုင်မှာလင်းအေရှာမားကတ်နော်ဘာဖလိုမှာလင်းအေရှာမားကတ်မှာကျွန်တော်ဟင်းဝင်ရတယ်ဘာဟင်းတွေရလဲဆိုတော့ဒီဟိုရှိတယ်ဝက်ဥစုံတဲစုံရှိတယ်ဝက်ဥစုံတဲစုံနှစ်ရွက်လည်းပါတယ်အဲ့ဒါတစ်ခွက်နဲ့ငချင်းဟင်းတစ်ခွက်ဝဲလာပါတယ်လို့နော်20ဘိုး20ဘိုးဆိုတာကျွန်တော်တို့မိသားစု9ယောက်လုံးစားလို့ရပါတယ်လို့တော့ကျွန်တော်ပြပေးပါမယ်လို့ခဏကြာထမင်းစားမယ်ပြီးရတို့စရာနဲ့ပေါ့နော်ဒီတခြားဟာလည်းဝယ်လာသေးတယ်တခြားဟာကပါလဲဆိုတော့ကျွန်တော်ပြပေးပါမယ်လို့ဟုတ်မှာခုနငချင်းဟင်းဝယ်လာဒါတို့စရာရှိတယ်ရှောက်ရွက်ရှိတယ်နော်ရှောက်ရွက်ရဲ့ပူစီနံရဲ့ရှောက်ရွက်ရဲ့ပူစီနံရဲ့ခရမ်းကျွတ်တီးရဲ့တို့မယ်နောက်ပြီးတော့ငချင်းဟင်းစားမယ်ငချင်းဟင်းစီပြန်နဲ့စားမယ်နော်ငချင်းဟင်းစီပြန်ရှိတယ်နောက်ဒီမှာဝက်ဥဟင်းလည်းရှယ်ပဲကောင်းမကောင်းဝက်ဥဟင်းရှိတယ်ဝက်ဥဆိုသေးဆုံးပေါ့နော်ဥတစ်မျိုးလည်းမဟုတ်ဘူးပေါ့အဲ့ဒါကြက်ကြော်ခဏဝဲလာတာထမင်းနဲ့စားမယ်ထမင်းကတော့ပဲပေါ့နော်ဟိုပြီးရင်လို့စားမယ်ရွှေကင်းစတိုင်မျိုးပေါ့နော်မတို့စီရငပြည့်အစုံနဲ့တို့စီရငပြည့်အစုံရှိတယ်ရှောက်ရွက်ရှိတယ်ပူစီနံရှိတယ်ဟိုခရမ်းချွတ်တီရှိတယ်နောက်ပြီးတော့ဒညင်းသီးရှိတယ်ဒညင်းသီးဖုတ်တာပေါ့နော်ဒညင်းသီးဖုတ်ရှိတယ်နောက်ပြီးတော့ဘာဝယ်လာလဲဆိုတော့တဖန်းသီးဝယ်လာတယ်တဖန်းသီးချင်ပတ်ပေါ့နော်တဖန်းသီးချင်ပတ်အရမ်းကြိုက်လို့တမီစားအရမ်းမိတယ်အဲ့တဖန်းသီးချင်ပတ်ဝယ်လာတယ်အဲ့ဒါဖောက်မယ်အဲ့ဒါစားမယ်နောက်ပြီးတော့ဒညင်းသီးစားစိမ်ပါလို့ဒညင်းသီးစားစိမ်လည်းစားမယ်ညက်စုံနေတာပဲအရမ်းထမင်းမိန်မိုးရှိတယ်အရမ်းကောင်းပါလေလို့နော်ကျွန်တော်ဝယ်လာတာခင်းနေလည်းစုံမယ်ဆိုတော့ခဏနေတော့ကြာငပိရယူလာမယ်နော်ငပိရလည်းပါသေးတယ်စုံနေတာပဲဒါမီးဖုတ်ကဒီမှာထည့်လိုက်တော့မပြည့်လည်းကောင်းမကောင်းမပြည့်လည်းရှယ်ပဲမပြည့်ရတော့ဆက်ထားပြီးသားပေါ့နော်မပြည့်နဲ့စားမယ်အဲ့ဒါစုံသလားမင်းလေးဝါရတော့ရှယ်ပဲစုံနေတာဟုတ်မှာစားပြီးလို့ရှိရင်ဒီမှာတည့်မှဲ့လည်းစားမယ်ပေါ့နော်စုံနေတာပဲရမ်းမိန်နဲ့ထမင်းဝိုင်းလေးပါလို့စုံလေးလေးနဲ့ပေါ့နော်မှာနေ့လည်စာစားတာဖြစ်ပါတယ်ကဲလက်တော့စီးတာပါလို့နော်လက်စီးပါပြီလို့လက်စီးပြီးတော့စားပါတော့မယ်လို့ခဏကြာစားစရာတော့အစုံပဲဟိုမှာတဖန်းသီးချင်ပတ်မွေးနေပါတဖန်းသီးချင်ပတ်လည်းကောင်းပြမလာတော့လေတော့ဒီနေ့ရောက်ထိုင်လို့ရတယ်သမီးကစိုးနေမစားတော့ပါဘူးလို့လက်နဲ့ပဲစားပါမယ်ခင်ဗျစိုးနဲ့အဆင်မပြေတော့ဘူးစိုးကတော့ဟင်းခတ်ရတယ်ဝက်ဦးစားကြည့်မှာပေါ့နော်ကောင်းလားမကောင်းလားတော့မသိပါတော့ကြည့်ရတာတော့တော်တော်ကောင်းမဲ့ပုံသဘောရှိပါတော့10တော့တမတ်တော့မချက်ပြီးသားပေါ့နော်ဒီကူ10ပါလို့ရှယ်ပဲကောင်းလားဝက်ဦးအစီမပါအစီတော့ပါတယ်နည်းနည်းတော့ပါတယ်ဝက်ဦးရဲ့ငါးပိုက်သားငချင်းပိုက်သားစားမယ်အားလုံးမင်္ဂလာပါခင်ဗျာနောက်ကဟိုမိတ်ဆက်လိုက်ပါဦးမယ်ခင်ဗျာကျွန်တော်ဇနီးမောင်နဲ့ဒီနေ့ဒီကျွန်တော်လည်းအလုံနာတော့ပွိုင်းမရှိတယ်ဆိုတော့ကျွန်တော်ဇနီးမောင်နဲ့ဓမင်းအတူတူစားပါတယ်လို့ခုနကတော့ဈေးဝယ်ထွက်ပြီးတော့ပြန်လာပြီးတော့လေဟင်းတွေဝယ်စားတယ်ဒီနေ့အိမ်မှာပါဟင်းမှမချက်ဘူးရှားလို့ပေါ့ငါပြည့်ရင်လည်းတိုးစရာပဲကျန်တော့ဟင်းတွေဝယ်စားပါတယ်လို့โอเคကျွန်တော်ခဏဆုတောင်းလိုက်မယ်နော် thank you ကျေးဇူးတော်ချီးမွမ်းတယ်နည်းနည်းမိုးလေးချိန်မှစရခုချိန်ထိတိုင်အောင်အဖပြားသခင်ကျွန်တော်တို့ဇနီးမောင်နဲ့မိသားစုရောက်စီတိုင်းအတူပါရှိကောင်းချီးပေးခဲ့ပြီးတော့ကျေးဇူးတော်ချီးမွမ်းတယ်ယခုလည်းကျေးဇူးတော်ကြောင့်အစားအစာလုံးစားသုံးဖြစ်ပါ၏အစားအစာလုံးပြင်ဆင်ပေးတဲ့အဖပြားသခင်ကိုလည်းကျေးဇူးတော်ချီးမွမ်းတယ်အဖပြားသခင်အစားအစာလုံးစားသုံးတဲ့ခါမှာလည်းခန္ဓာကိုယ်ဓာတ်ခွန်အားဖြစ်စေတော်မူပါအနာရောဂါငြိမ်းစေတော်မူပါအစားအစာလုံးစားသုံးတဲ့ခါမှာတပါးဒီတော်သားတော်ခရစ်တော်ယေရှုနာမအမိပြုကျေးဇူးတော်ချီးမွမ်းစားသုံးပါ၏ဖဖပြားသခင်အာမင်ကဲထုံးစံတိုင်းတော့ငပိအဓိကငပိစမ်းမယ်နောက်ပြီးတော့ငချင်းစီပြန်ပိုက်သားပေါ့နော်ပိုက်သားဟင်းနဲ့ဝဲလာတာကောင်းမကောင်းငချင်းစီပြန်ပိုက်သားလေးနဲ့နှစ်လေးနဲ့လေအခုပဲချက်ထားတာသူတို့ကျွန်တော်တို့တောက်ဝယ်တဲ့ချိန်ကသူတို့ချက်ပြီးတဲ့ချိန်ဆိုတော့ကွက်တီပါโอเคထက်လောကနေမကောက်တော့မှထမင်းတပြားကြီးစားမှာတော်တော်ခါကြပါဦးရှင်တဖန်းသီးချင်ပတ်ကြိုက်တယ်အမှုပါဗျာကြိုက်တယ်ဆိုတော့များများတခါလေးထည့်ရလိုက်
စားပါပြီဥက္ကရင်စားပါပြီ ကဲရတော့ငပိကြိုက်နော်မရှိဘူးဘယ်သူမစိုးပိကြိုက်တယ် တဖန်ဒီချင်ပါကျွတ်လေးနော် ငါတမီးငါတမီးကဲဆိုင်ရွက် USA ပူစီနာတကယ်ပါမှာပြီတိုက်ပဲနော်ကဲပါမှာပြီပူစီနာတိုက်ပဲကြာမကအဲ့ဒါဆမ်းနော်ကြပါဦးရှင် ကောင်း ကြိုက်ပူစီနာဆိုင်ပဲ ရှောက်ရွက် နုတယ်လေးမဆက်မရှိတယ်နော် ရှောက်ရွက်တွေ့တယ်ကောင်းကောင်းရှောက်ရွက်နုပဲရှိရော ဒီနေ့ဒီနေ့ဖို့ရှိရှင်ပါပဲတဖမ်းပြီး အချင်းပိုက်တာကြက်မကြက်ပဲစီပဲ ခရမ်းကြွသည် စီနော်ကောင်း စစ်တာကမငါပါဆိုင်နူလေဟရရှိပါနော်ငါငါစားစကားပြော ကောင်းဒီပကံမိမစလုံးနဲ့စား ဟုတ်လား ဝက်ဦးဟင်းစားမယ်ဝက်ဦးဟင်း တော်အနူတော် ထင်းငိုင်းငါ ရှောက်ရွက်နုတွေကုန်စားရ ခိုင်းနေဝယ်နေကြီးကွက်ခါရနေနှုတ်တာမဆိုင်နေကောင်းနော်တော့စလောဖြာနေနေတော့
ခါကြရင်ဘာမှမရှိစမစားကောင်းတယ်ခင်းမလို့ဟေးခင်းဒီရွေးနေပြီပါစားရတော့တပေါက်ဘယ်လောက်တလားတပေါက်ဆိုခါကြ50ရောက်တယ်40 45ဒီလိုဒီနွေကကြီးပဲနေမရ ပူစင်နာရမြစားပြပူစင်နာရဒီမှာဘာလို့ရှိနေအကုန်လုံးရတယ် Non me lo conti. Non me lo conti, Sam, eh. Prima non bine la saggio. Conti kai. Prima non bine la. ပူစင်နာတော့ Non bine la tu Sam. 小月 ready. ပူစင်နာ Come qua. ကိုစားမှာထားပါမယ်ကိုနိုင်မှာ Con le di dopo Sam. No, io con le pure. ပကနဲ့နာ Così la io buona. တာနမထနေမှာ Poi. အမှန်တော့ခင်းချက်စား Come qua. Ciao, ciao. ကဲခွာပါပြီလို့ကျွန်တော်စားပြီးတော့မစားကောင်းတယ်လို့ပစားတလောကပစားနဲ့ပြ Ok, viva, bye bye. Ciao, sa come qua.